ဂျပန်မှာပွဲတော်တွေသွားရင်ဆိုင်ကနဲ့စပိန်တွေကိုလမ်းဘေးမှာစီကမ်းမဲ့မရရတဲ့အကြောင်းဂျပန်နိုင်ငံရဲ့နွေရာသီကာလတွေမှာဆိုရင်မီရှူမီပန်ပွဲတော်တွေနဲ့ဒေသနေရိုးရာပွဲတော်တွေကိုနေရာအနှံ့ပြားမှာအလွန်စီကားတက်မြိုက်စွာနဲ့ကျင်းပလေရှိကြပါတယ်ရှင်။အဲဒီလိုပွဲတော်ရက်တွေဆိုရင်တော့လမ်းဘေးဝဲရမှာစားတောက်ကုန်အယောင်ဆိုင်လေးတွေအများကြီးရှိနေတတ်ပြီးလူပေါင်းထောင်နဲ့ချီလာရောက်ဆင်နွှဲကြတာမို့လမ်းမတွေပေါ်မှာလူချင်းပခုံးချင်းတိုက်မဲ့တဲ့စီကားလွန်လာပါတယ်။အဲဒီလိုအချိန်မျိုးမှာဂျပန်ရောက်စနိုင်ငံသားတချို့ဟာပွဲတော်ကိုစပိန်ဒါမှမဟုတ်ဆိုင်ငယ်လေးတွေစီးပြီးတော့လာတတ်ကြတဲ့အပြင်ပွဲကအနီးနားကလူသူကင်းဝေးမဲ့ထင်တဲ့လမ်းဘေးတနေရာမှာအမှတ်မထင်ရက်ထားခဲ့မိတတ်ကြပါတယ်။မြန်မာပြည်မှာတော့လမ်းဘေးမှာခက်ကြခဏရက်ထားတာမျိုးကိုဘယ်သူမှသိအရေးမယူတတ်ကြပေမယ့်ဂျပန်မှာကတော့စပိန်နဲ့ဆိုင်ငယ်တွေကိုသတ်မှတ်ထားတဲ့နေရာဒါမှမဟုတ်စပိန်ရနာစကန်မဟုတ်ပဲလမ်းဘေးမှာစီကမ်းမဲ့ရက်ထားခဲ့မယ်ဆိုရင်တော့အချိန်ပိုင်းအတွင်းမှာအစိုးရရဲ့လမ်းရှင်လေးကားတွေကလာရောက်သိမ်းဆဲသေးဆောင်သွားမှာဖြစ်ပါတယ်။ဂျပန်မှာကလမ်းဘေးမှာစီကမ်းမဲ့ရက်ထားတဲ့စပိန်တွေကိုဟိုဂျီတန်းရှာလို့ခေါ်ဆိုပြီးတော့ဒါဟာအများပြည်သူသွားလာမှုကိုပိတ်ဆို့တာမတော်တဆမှုဖြစ်စေနိုင်တာနဲ့အရေးပေါ်လူနာတင်ကားတွေသွားလာမှုကိုနှောင့်နှေးစေနိုင်တာကြောင့်ဥပဒေအရပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။တကယ်လို့ကိုယ့်ရဲ့စပိန်ဒါမှမဟုတ်ဆိုင်ကယ်ကိုလမ်းရှင်းလင်းအဖွဲ့ကတင်သွားခဲ့မယ်ဆိုရင်တော့လမ်းပေါ်မှာဘယ်အချိန်ကတင်သွားကြောင်းနဲ့ဘယ်နေရာကိုတည်ယူသွားကြောင်းပြသတဲ့စတစ်ကာလေးတစ်ခုကိုလမ်းပေါ်မှာကတ်ထားခဲ့လိရှိပါတယ်နော်။ကိုကစပိန်ကိုပြင်ယူခြင်းနဲ့ဆိုရင်တော့အဲ့ဒီသတ်မှတ်ထားတဲ့ကွန်အကျွင်းကိုယ်တိုင်သွားရမယ်အပြင်စီကံဖောက်ဖျက်မှုအတွက်ကိုစပိန်ဆိုင်ကမျိုးစားလိုက်ဒဏ်ငွေအဖြစ်ရန်2000ကနေပြီးတော့ရန်9000အထိမဖြစ်မနေပေးဆောင်ပြီးမှသာပြန်လည်ထုတ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။တကယ်လို့များရက်ပေါင်း30အတွင်းသွားမရွေးဘူးဆိုရင်တော့အစိုးရကအဲ့ဒီပစ္စည်းကိုတရားဝင်ဖျက်ဆီးပစ်တာမျိုးလေးလံပစ်တာမျိုးတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာဘုသူတအနေနဲ့ထပ်ပြီးတော့တည်ထားတင်တာကဂျပန်နိုင်ငံမှာစပိန်တစည်းကိုဝယ်ယူပြီးတာနဲ့မဖြစ်မနေပြုလုပ်ရမှာကစပိန်ခွင့်ယူမှုကကွယ်ရေးမှတ်ပုံတင်စနစ်ပါပဲ။ကိုကစပိန်အစ်စ်ဝဲတပတ်ရက်ပဲဝဲနာမည်နေရာလိပ်စာနဲ့စပိန်ရဲ့ကိုယ်တဲ့နံပါတ်ကိုရက်စခန်းရဲ့မှတ်တမ်းထဲမှာတရားဝင်သွားရောက်ပြီးတော့မှတ်ပုံတင်ရပါတယ်ရှင်။အဲဒီလိုမှတ်ပုံတင်ထားမှသာစပိန်ပျောက်ဆုံးသွားတဲ့အခါရဲတွေကပြန်လည်ရှာဖွေပေးနိုင်မှာဖြစ်တယ်လို့လမ်းမှာရဲတွေကတားဆီးစစ်ဆေးတဲ့အခါမှာလေသူတို့ဘာစပိန်ကိုခိုးစီးနေတာမဟုတ်ကြောင်းတက်တည်ပြနိုင်မှာဖြစ်ပါတယ်။တကယ်လို့ဒီမှတ်ပုံတင်မလုပ်ချပဲလမ်းဘေးမှာရက်ထားလို့အသိခံရရင်စပိန်ပိုင်ရှင်အစ်စ်မှန်ဖြစ်ကြောင်းတက်တည်ပြဖို့အတွက်အလွန်ကိုခက်ခဲသွားတတ်ပါတယ်။ဂျပန်လူမျိုးတွေကပွဲတော်တွေသွားကြတဲ့အခါမှာပဲဖြစ်ဖြစ်ဈေးဝယ်သွားတဲ့အခါမှာပဲဖြစ်ဖြစ်မိမိတို့ရဲ့စပိန်တွေကိုတနာရီရန်100 200ပေးရတဲ့စပိန်အနှံရနေရအသေးလေးတွေမှာကပ်ပြားဖြတ်ပြီးတော့စနစ်တကျရက်နာလေးရှိကြပါတယ်။ငွေအနှဲငယ်နှမျောတာကြောင့်လမ်းဘေးမှာစီကမ်းမဲ့ရက်ထားမိရင်ပတ်စံလည်းအစမတင်ကုန်နိုင်တယ်လို့ကိုကြောင့်တခြားလူတွေသွားလာရခက်ခဲစေတဲ့အတွက်ဂျပန်နိုင်ငံမှာနေထိုင်တဲ့အခါဘယ်ပြစ်စည်းကိုမစိုးသတ်မှတ်ထားတဲ့နေရာမှာပဲစနစ်တကျထားရမယ်ဆိုတဲ့အခြေခံယဉ်ကျေးမှုကိုအမြဲဂရုပြုနေထိုင်ကြဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့စီကံရှိမှုကကိုယ့်နိုင်ငံရဲ့သိက္ခာကိုပါစောင့်နေတာမို့ဂျပန်နိုင်ငံရဲ့ထူးခြားစံပြတဲ့ဥပဒေတွေနဲ့ဒေသနဲ့စီမံစည်းကမ်းတွေကိုအမြဲတမ်းပြုလေ့လာနေထိုင်ကြဖို့အတွက်သတိထားသင့်ပါတယ်ရှင်။